တဲ့ရင်လေးတွေကအေးဆက်ဆက်လေးတူကသူတို့နှစ်ယောက်ရဲ့အကွက်သားတဲ့ဆက်ဆက်ရေးချတဲ့ကိုဖြည်းဖြည်းချင်းတိုးဝင်လာနေတော့တယ်။အပြင်ကမိုးရွာတန်းလေတိုက်တန်းတွေကြားနေရတယ်။ခန့်ငယ်ကတဲ့ရင်ရဲ့တောက်တဲ့နေရာမှာတူးပိုက်ထားရင်မြေကြီးကိုစိုက်ကြည့်နေရဲ့။နွေနေကတော့အိမ်ရထဲမှာကိုယ်ကိုကိုွေထားရင်ခန့်ငယ်ကိုကြောခိုင်းထားရဲ့။သူတို့နှစ်ယောက်ကြား3ပေกว่าပဲရှိတဲ့အကွာအဝေးဟာခုချိန်မှာဖြတ်ကျော်လို့မရနိုင်တဲ့တောင်တန်းကြီးတစ်ခုလိုဖြစ်နေပြီ။10မိနစ်လောက်ကြာတဲ့အထိဘယ်သူမှစကားမစားကြဘူး။နောက်ဆုံးတော့ခန့်ငယ်ကတက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးပိတ်ဆိတ်မှုကိုစတင်ဖြုတ်ခွဲလိုက်တယ်။ဒီညတော့ငါတို့ဒီမှာပဲဆက်နေကြတာပေါ့နှွယ်။ခန့်ငယ်ရဲ့အတန်က6ကတ်နေရဲ့။လွယ်နီစီကဘာတုံ့ပြန်မှုမှမလာဘူး။တူမရဲ့ပခုံးတွေကအသက်ရှူတိုင်းနေကြီးဖြစ်နေတာကိုပဲမြင်နေရရဲ့။ငါကတိပေးပါတယ်မနက်မိုးလင်းတာနဲ့ဘာပဲဖြစ်ဖြစ်ငါတို့ဒီကနေထွက်မယ်နေလမ်းမလျှောက်နိုင်တောင်နေကိုငါကုန်းပို့ပြီးတော့ဖြစ်ဖြစ်ခေါ်သွားမယ်အခုတော့အပြင်မှာရမ်းမောင်နေပြီလဲချော်နေတော့ပြီနေပြောသလိုပဲအခုထွက်သွားရင်ပို့ပြီးအငြင်းများလိမ့်မယ်ခန့်ငယ်ကရှေ့ပြတဲ့လေတန်းနဲ့ပြောရဲ့ဒါပေမဲ့သူ့တန်းထဲမှာနွယ်နီးဖို့စိုးရိမ်မှုထက်ဒီနေရာထွက်သွားခြင်းနဲ့သူ့ရဲ့ဆန္ဒကိုအတင်းအကျပ်ဖိနှိပ်ချူတီးထားရတဲ့အတန်မျိုးပို့ပေါက်နေရဲ့ရပါရဲ့နွယ်နီစီကတူတူလေးအတန်ထွက်လာရဲ့သူမကခန့်ငယ်ပဲလက်မကြည့်ဘူးမနက်မိုးလင်းတာနဲ့ဒီကသွားကြတာပေါ့အခုတော့နွယ်အိတ်ချင်ပြီနွယ်နီရဲ့လေတန်းကအရန်ကိုအိတ်ဆက်နေရဲ့အရင်ကခန့်ငယ်ကိုမိကိုအားထားတတ်တဲ့ကောင်မလေးရဲ့အတန်မျိုးမဟုတ်တော့ဘူးခန့်ငယ်ရဲ့ရင်ဘတ်ထဲမှာတကူကူဟာတာတာဖြစ်သွားပေမဲ့သူဘာမှဆက်မပြောတော့ပဲဓမီကိုပိတ်လိုက်တယ်အမောင်တို့ကပြန်လဲကြီးရှို့သွားတယ်ဒါပေမဲ့ဒီတကအမောင်တို့ထဲမှာနွယ်နီရဲ့ညီးတယ်မရှိတော့ဘူးသူမရဲ့ဘိုင်းနာတာကတဖြည်းဖြည်းတက်သွားပုံရရဲ့အဲ့ဒီအစားနွယ်နီးတစ်ခုလုံးတက်ဆက်တုံနေတဲ့အတန်ကိုခန့်ငကြနေရတယ်ရှီခဲရီလိုအိတ်ဆက်တဲ့မိုးရီတန်ကိုခံထားရတဲ့အပြင်တဲရင်ကျန်းပြားကျက်လာတဲ့အေးချက်ကသူတို့ရဲ့ duality စိတ်ဝင်လာနေပြီဖောက်အမိုးပေါ်ကြာနေရဲ့မိုးရီပုံတန်တွေကတဖြည်းဖြည်းကျဲလာရဲ့နာယူဝက်လောက်နေတော့မိုးလုံးဝတိတ်သွားရဲ့မိုးတိတ်သွားတဲ့ချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးကရုတ်တရက်အကြတန်ကြာရောက်လာအောင်တိတ်ဆိတ်သွားရဲ့တိုးရဲကပေးအော်တန်ဖောက်အော်တန်လုံးဝမကြရဘူး။ကဘာဝါနဲ့မတူအောင်ငြိမ်သက်နေရဲ့။နှွေနေရမ်းချနေမှာမဟုတ်လား။ခန့်ငယ်ကအမောင်ထဲမှာလန့်မိလိုက်တယ်။ဒီတိုင်းဆက်ရင်မိုးမလင်းခင်ငါတို့အေးပတ်ပြီးခဲသေးလိမ့်မယ်။မိုးလက်တိတ်သွားပြီဆိုတော့ငါပြင်ခဏထွက်ပြီးထင်းချောက်တိရမလားတော့ရှာလိုက်ဦးမယ်။တဲရှိမှမီးဖို့မှရမယ်။ညနေကအဲ့ရလက်ထဲကနေဖြည်းဖြည်းချင်းထားထိုင်နေ။အမောင်ထဲမှာခန့်ငယ်ကိုမမြင်ရပြီမဲ့သူမရဲ့မျက်လုံးတွေကခန့်ငယ်ရှိရဘက်ကိုစိုက်ကြည့်နေရဲ့အဝေးမသွားနဲ့တော့ခန့်ငယ်လွယ်နေတန်ထဲမှာကြောက်ရွံ့ခြင်းတွေတစုံတစရောပါလာရဲ့သူမခန့်ငယ်ကိုစိတ်ဆိုးနေသေးပြီမဲ့ဒီလိုလူကင်းမဲ့ပြီးအေးဆက်တဲ့ရွက်ဖြင့်တဲဟောင်းကြီးထဲမှာတယောက်ထက်ကျင်ခဲ့ရမှာတော့သူမတိမတက်ကြောင်နေရဲ့ငါခဏလေးပဲသွားမှာပါချက်ချင်းပြန်လာခဲ့မယ်ခန့်ငယ်ကဓမီကိုပြန်ဖွင့်လိုက်ပြီးဂျာကင်ကိုကောက်ဆွလိုက်တယ်ပြီးတော့တဲရင်ရဲ့စိတ်ကိုဖြည်းဖြည်းချင်းဆွဲပြီးအပြင်ဘက်ကအမောင်လူတွေကိုနှက်ထွက်သွားတော့တယ်ခန့်ငယ်ထွက်သွားပြီးစစ်ပုတ်ပြန်ပေးသွားတဲ့အချိန်မှာတဲရင်လေးထဲမှာနွေလီတယောက်တည်းထိကျန်စွာကြံရစ်ခဲ့တယ်သူမလက်ပင်ကိုအတင်းပုတ်တက်ရင်အသက်ကိုပြင်းပြင်းရှူလိုက်တယ်တဲရင်လေးတွေကအစောပိုင်းကရှာခဲ့တဲ့ဆေးရုံခံပြီးလို့ပုတ်သက်စေနေလေးကအခုတော့ပူပြီးဆူရှာလာတယ်လို့